အားလုံးပဲမင်္ဂလာပါခင်ဗျာကိုနိုင်ကြီးရဲ့ပြောချင်ရပြောမယ့်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးသွားမှာကတော့ကိုနိုင်ကြီးတို့မိသားစုဖျားဖို့သွားစဉ်ကမိသားစုတစုလုံးတယောက်တည်းမျိုးကြုံခဲ့ရတဲ့ကိုနိုင်ကြီးတို့မိသားစုနဲ့ကျောင်းတော်ရာကပရာဒေါကသားများဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့2004ခုနှစ်ကကိုနိုင်ကြီးတို့မိသားစုတကြမ်းမှာကိုနိုင်ကြီးတို့မိသားစုနဲ့ဦးလေးတို့မိသားစုရဲ့ကားအတူဆက်ငှားပြီးတော့တောင်ကြီးအင်းဒီပင်တရနဲ့ကျောင်းတော်ရာကိုဖျားဖို့နဲ့အလဲပတ်ခင်းတင်ထွက်ခဲ့ကြတယ်တောင်ကြီးအင်းဒီပင်တရဘက်ကိုလဲပတ်ပြီးတော့အပြင်မှာကျောင်းတော်ရာဝင်းကိုသွားပြီးတော့ငါးစာကျွေးကြတယ်ဖျားမှုကြတယ်ပြီးတာနဲ့ကျောင်းတော်ရာဝင်းတွေကတက်ခုငါးနေဆောင်မှာပဲတင်ကြအိတ်ခဲ့ကြတယ်ကိုနိုင်ကြီးတို့ကတခန်းပေါ့နော်တခန်းဆိုမှကိုနိုင်ကြီးတို့မိသားစုရဲ့ဦးလေးတို့မိသားစုရဲ့အခန်းတခန်းယူပြီးတော့အဲ့ခန်းထဲမှာပဲအိတ်ဖို့ပြင်ကြတယ်ပေါ့နော်ဒါသမားတွေကတော့အခန်းကြီးတော့ပဲလေသူတို့ကကားပေါ်မှာပဲအိတ်ကြတယ်အဲ့တော့ညစာစားတော့ပြီးတော့အခန်းထဲမှာစကားပြောကြရင်ကိုနိုင်ကြီးလည်းဘိုင်းနာလာတာနဲ့တန်းစင်ကန်းဘက်ကိုပြောက်ထဲထွက်ခဲ့လိုက်တာပေါ့အဲ့တန်းစင်ကန်းက6ခန်းရှိတယ်ပြောရမယ်ဆိုရင်တော့တန်းစင်က6ခန်းဘေးမှာကလူသွားဈေးညံလန်းလေးရှိတယ်ဈေးညံလန်းလေးကကျတော့ဝင်ပေါက်တော့ရှိတယ်ဒါပေမဲ့ထွက်ပေါက်တော့မရှိဘူး6ခန်းမြောက်ရဲ့ဘေးမှာကအုံနယ်နဲ့ပိတ်ထားတယ်ဆိုလိုချင်တာကဝင်ထွက်ဒီပေါက်ထဲကနေပဲဝင်ရမယ်ဒီပေါက်ထဲကနေပဲပြန်ထွက်လို့ရမယ်ပေါ့အဲ့ဒါကိုနိုင်ကြီးတဲ့သတ်တင်ကရဲ့ဟိုးတောင်က6ခန်းမြောက်မှာဝင်ပြီးတော့ကိုနိုင်ကြီးရဲ့ကိစ္စဝိဇ္ဇာတွေဖြတ်ခဲ့တာပေါ့ကိုနိုင်ကြီးတဲ့ကိစ္စဝိဇ္ဇာပြီးတာနဲ့တကားဖွင့်ပြီးအပြင်ထွက်လိုက်တော့ထွက်ပြီးတော့ပြန်မယ်ဆိုပြီးတော့ဈေးညံဘက်ကိုလှည့်လိုက်တဲ့အချိန်မှာဝင်ပေါက်တဲ့တယ်မှာလူတယောက်ကကြောပြစ်ပြီးတော့ရက်နေတာကိုတွေ့လိုက်ရတယ်ဘယ်သူလဲပေါ့ဒီချိန်မှာမတ်တက်ကြီးရက်နေတာပေါ့မတရားအိမ်သာတက်လို့စောင့်နေရတယ်ဖြစ်နိုင်တယ်ပေါ့အဲ့ကိုနိုင်ကြီးလည်းတက်သွားမယ်ပေါ့ခြေလဲလှမ်းလာရှိသေးတယ်အဲ့ဒီကလူကမတက်ရက်ကနေပြီးတော့မှခေါင်းကြီးပဲတီးတဲ့ကိုနိုင်ကြီးဘက်ကိုလှည့်လာတယ်ကိုနိုင်ကြီးလည်းကြောင်ပြီးတော့ကြည့်နေတာပေါ့အဲ့လိုနဲ့ခေါင်းမျက်နှာကိုနိုင်ကြီးပဲရောက်တဲ့အချိန်မှာတေချာကြည့်လိုက်တော့မျက်နှာကဖြူဖွေးစွတ်ပြီးတော့မျက်လုံးကြီးလည်းရဲနေပြီးတော့ကိုနိုင်ကြီးကိုပြုံးပြီးတော့ကြည့်နေအဲ့နဲ့ကိုနိုင်ကြီးလည်းတော်တော်လှမ်းသွားပါတည်း6ပြီးထင်တယ်ပေါ့အဲ့နဲ့ကိုနိုင်ကြီးတက်ခဲ့တဲ့တောင်ဆုံးကခန်းတစ်ခန်းလေးကိုပြန်ဝင်ပြီးတကားကိုပိတ်အထဲမှာပဲငြိမ်နေလိုက်တယ်လူကကြောက်ပြီးသားရည်တစ်စက်တူပြီးဒူးရည်လည်းတုံးနေအဲ့ဒီအချိန်မှာပဲကိုနိုင်ကြီးအခန်းရှိရနေခောက်တော့ခောက်မြရှောင်းနေတဲ့ခြေသံတွေကိုတောက်ချောက်ကြားနေရတယ်အဲ့နဲ့ကိုနိုင်ကြီးလည်းကြောက်လန့်ပြီးဖျားသားတွေရွတ်ရမ်းဖျားသားတွေရွတ်တဲ့တာလည်းရှိတယ်ခေါင်းဒီကောက်ချလည်းရှိတယ်ပြီးတာနဲ့သတိတရားနဲ့ပဲမိမိပြုတ်ခဲ့မှုတဲ့ကုသိုလ်တွေကိုမျှဝေပေးလိုက်တယ်အဲ့လိုနဲ့9မိနစ်လောက်ကြာတဲ့အချိန်မှာနန်းလျှောက်တန်တွေတိတ်သွားလို့ကိုနိုင်ကြီးလည်းရဲစွန်ပြီးတော့တကားကိုဖွင့်ပြီးကြည့်လိုက်တော့အပြင်မှာသူမရှိတော့ဘူးအဲ့နဲ့ကိုမိုင်းကြီးလည်းကြောက်ရလာနေပဲကိုနားနေတဲ့တဲခိုးဆောင်ကိုပြန်လာခဲ့တာပေါ့ဒါပေမဲ့အဆောင်ရောက်တဲ့အချိန်မှာတော့မိသားစုတွေကြောက်သွားမှဆိုလို့ကိုနိုင်ကြီးလည်းကြုံခဲ့တာကိုသူတို့ပြောမပြခဲ့ဘူးအဲ့လိုနဲ့ညမှာစကားတွေပြောပြရတယ်ရှင်းနိုင်ခွဲ9နိုင်လောက်မှာနောက်နေ့ခီးထွက်မှာတကယ်စောစောအိတ်ကြမယ်ဆိုပြီးတော့အိတ်လိုက်ကြတယ်မနေ့မိုးလင်းလို့နိုးလာတဲ့အချိန်မှာကိုနိုင်ကြီးတို့မိသားစုလည်းမနေ့စာပြီးစကားတွေပြောရင်းနဲ့ကိုနိုင်ကြီးကညကကိစ္စကိုမိသားစုကိုပြောပြလိုက်တာပေါ့ကိုနိုင်ကြီးမျောလင့်ထားတာကကျတော့ကျွန်တဲ့မိသားစုတွေကြောက်လန့်သွားမယ်လို့မျောလင့်ထားတာဒါပေမဲ့သူတို့ကိုကြည့်လိုက်တဲ့ချိန်မှာသူကြောက်လန့်တဲ့မျက်နှာမဟုတ်ဘဲနဲ့အံ့ဩတဲ့မျက်နှာနဲ့ကြည့်နေအဲ့ဒါကဘာဖြစ်တာလဲပေါ့အဲ့ဒါသူတို့သေချာမေးကြည့်လိုက်တော့မှကိုနိုင်ကြီးတွေမကောက်တမိသားစုလုံးညကတယောက်တည်းနဲ့အချောင်းနဲ့ခံနေကြတယ်ညီမလေးကကျတော့သူနဲ့မမီနဲ့ညရေသွားချိုကြတာတဲ့ကိုနိုင်ကြီးအင်သာတက်တဲ့အချိန်မှာရေချိုးကနှခမ်းရှိရကွာအဲ့ဒါမမီတစ်ခမ်းသူတစ်ခမ်းချိုးတာပေါ့ညီမလေးကပြီးတော့သူထွက်လာတဲ့အချိန်မှာမမီကမပြီးသေးဘူးရေချိုးနေတော့မယ်အဲ့ဒါညီမလေးကလည်းမမီရေချိုးကရှိရနေရက်ပြီးတော့စောင့်နေတာပေါ့အဲ့လိုနဲ့ကြာလာတော့ညီမလေးကလည်းမမီမပြီးသေးဘူးလားအေးလာပြီပေါ့အထက်ကတော့ရေဆက်ချိုးနေတယ်ညီမလေးကဘာမှပြန်မပြောဘူးလေအဲ့ဒါခဏနေညီမလေးနဲ့မမီအေးပတ်မယ်ရေချိုးကကြာနေပြီတော့အဲ့လိုပြောနေတဲ့အချိန်မှာမမီကရေချိုးကန်းဘက်ကိုဝင်လာတယ်အရှိဘက်ကနေပြီးတော့သမီးဘာလုပ်နေရလဲပေါ့နင်းကြာနေပြီပေါ့အားကြောင့်မမီကစိတ်မချလို့လိုက်လာဘူးမမီကရေချိုးကန်းထဲမှာမဟုတ်ဘူးလားပေါ့မဟုတ်ဘူးသမီးမမီကပြီးရကြပြီအသက်ကြီးတော့ရေကြာကြီးမချိုးရလို့ပြန်သွားတာအခုဝစားလဲပြီးတော့သမီးတယောက်ထဲမလို့ပြန်လာစောင့်နေတာပေါ့ဟုတ်ဘူးဒီခန်းထဲမှာရေချိုးတဲ့ကြလို့မမီမှတ်ပြီးသမီးကစောင့်နေတာပေါ့အဲ့ဒါညီမလေးကလည်းအခန်းတစ်ခါကိုခောက်ကြည့်မယ်ဆိုခောက်လိုက်တဲ့အချိန်မှာရေချိုးခန်းတစ်ခါစီးအောင်မစီတာဆိုအထက်ကိုကျွီးဆိုပြီးပွင့်သွားတယ်ဒါပေမဲ့ထဲမှာတယောက်မှမရှိဘူးအဲ့ဒါတေချာကြည့်လိုက်တော့အခုမှရေချိုးထားတဲ့ပုံစံမျိုးရေကန်ထဲကရေတွေလှိုင်းနေထားပြီးရေခွက်လေးကလည်းလှုပ်နေအဲ့ဒါမမီကလည်းညီမလေးရဲ့လက်ကိုဆွဲပြီးရတယ်အဆောင်ဘက်ကိုပြန်လာခဲ့တယ်တဲ့
ညာအိတ်တဲ့အချိန်ကျတော့တခါအမေကြုံနေတာကြောင့်အမေနဲ့ညီလေးနဲ့ကွာတောင်သုံးမှာအိတ်တာအဲ့မှာကပြတင်းပေါင်း2ပေါက်ရှိတယ်အပေါ်နဲ့အောက်နဲ့အပေါ်တစ်ပေါက်အောက်တစ်ပေါက်အောက်ပေါက်ကတော့ကျမ်းမြင်တဲ့အညီပေါ့အဲ့နဲ့ပူတော့ကျွန်တော်ပြတင်းပေါက်တွေဖွင့်ပြီးတော့အိတ်တာအင်းနဲ့ညကျတော့ညီလေးကမမေကိုနှုတ်ပြီးပြောတာလေမမေမဟုတ်မှာပေါ့ဟိုတိုင်းမှာညီမလေးကဘာတက်လုံနေလဲမသိဘူးပေါ့အကြောင်းတော့ရအောင်တိုင်းကခံမန်းကြီးပြောမှကျွန်တော်10ปี12ปีလောက်မြင်မယ်ဗျအဲ့နဲ့မိရကြီးလိုက်တော့ဘာမှမတွေ့ဘူးဟိုသားလေးဘာမှမရှိပါဘူးပေါ့နေအချင်းမှုတွေနဲ့ဘာမြင်နေရလဲပေါ့အဲ့နဲ့ညီလေးကထပ်ပြောတယ်မဟုတ်ဘူးမမေပေါ့ဟိုမှာညီမလေးခေါင်းဝင်လေးနဲ့ပေါ့ဟိုတိုင်းမှာခြေတွဲလဲချထိုင်ပြီးတော့တသားကိုလက်တီပြနေတယ်ပေါ့အဲ့နဲ့မမေကလည်းတစ်ခုပဲဆိုပြီးတကားလေးထားပြီးပြင်ညီလေးကိုဖက်ပြီးတော့တရားသာဆိုပြီးတော့အိတ်လိုက်တယ်တဲ့ဦးလေးတို့ကြုံတာကြတမျိုးဦးလေးတို့ကကျတော့ဝင်ပေါက်ရဲ့ပြီးမှသူတို့မိသားစုအိတ်တာပေါ့အိတ်တော့ကျတော့ညတနာရီလောက်ကျတော့တကားကောက်မှန်ကြတယ်တဲ့အဲ့နဲ့ဦးလေးကဘသူလဲပေါ့ကာသမားကြီးများလားမသိဘူးပေါ့မီးတော့လည်းပြန်မဖြစ်ဘူးအဲ့နဲ့ဦးလေးကလည်းငြိမ်နေလိုက်တယ်ခဏနေတကားထားခောက်တယ်ဘသူလဲမရောလည်းမဖြစ်ဘူးတဲ့အဲ့နဲ့ဦးလေးကနေပြီးမှတကားနားလေးမှာသွားရပြီးနားထောင်တယ်ဘသူလဲပေါ့ဘာကြီးလုံနေရလဲပေါ့ခဏနေရတဲ့တကားကောက်တန်ကြားတယ်ဦးလေးလည်းတကားကောက်တန်ကြားကြီးတကားဖွင့်လိုက်တော့အပြင်မှာတရားမှမရှိဘူးအဲ့နဲ့ဦးလေးကလည်းတကားကိုအသာပြန်ပိတ်ပြီးတော့မှတစ်ခုပဲပေါ့တသိန်းတွေထားပြီးတော့တရေ6ခံပြီးတင်တယ်ပေါ့ဟိုကလည်းဒါလေးပြန်အိတ်နေလိုက်တာတဲ့ခဏနေတော့ကျွန်တော်တို့ခန့်ချင်းမှာဖြတ်သွားဖြတ်လာ6နေခြေစံနေအများကြီးကြားတယ်တဲ့အဲ့ဒီကမနဲ့ကြမှာကျွန်တော်တို့ပြောရင်းနဲ့မှအများကတယောက်တစ်မျိုးပရလောကသားတွေအကြောက်လက်ခံရတာကိုကျွန်တော်တမိသားစုလို့အချင်းချင်းပြန်ပြောနေမှာသိကြတာပေါ့အဲ့မမေကတော့ပြောတာပေါ့ဒါကတော့ဒါအမေတို့မိသားစုနဲ့ဆက်နေတဲ့ဘဝဆက်စကဆွေးမျိုးတွေမိမိတို့လာပြီးနှုတ်ဆက်တာဖြစ်လိမ့်မယ်ပေါ့ကဲပြည်သက်ကြီးကဘလို့ထင်နေဗျာဟုတ်ကဲ့ဇလန်းလေးကတော့ဒါပါပဲနောက်ထပ်တင်ဆက်မဲ့အသစ်တွေကိုထပ်ပြီးနားထောင်နေနေဆိုရင်တော့ကျွန်တော်ရဲ့ page လေးကို like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်